လုံးပဲမင်္ဂလာပါဖုန်ကြီးကြောက်သွားရင်းနဲ့ထွေထွေနဲ့အတူထိုင်းစာထိုင်းစကားလေးတွေလေ့လာကြမယ်အခုထွေထွေသွားတဲ့ဖုန်ကြီးကြောင်းကတော့တောင်ပေါ်ဖုန်ကြီးကြောင်းမို့လို့တောင်ပေါ်ဖုန်ကြီးကြောင်းကိုထိုင်းလို့วัดบนภูเขาวัดบนภูเขาตาตนาဆိုလို့ရှိရင်တော့ศาสนาဗုဒ္ဓตาตนาဆိုလို့ရှိရင်တော့ศาสนาพุทธตาตนะอลันဆိုလို့ရှိရင်တော့ธงศาสนาနိုင်ငံတော်အလံဆိုလို့ရှိရင်တော့ธงชาติအလှူလုပ်တယ်ทำบุญပရဟိတလိုမျိုးအလှူလုပ်တာကိုကြတော့บริจาคအရှိမข้างหน้าview အရန်လှတယ်ဆိုလို့ရှိရင် view สวยมากလေတိုက်ကောင်းတယ်ဆိုရင်ลมพัดสบายဟိုးမှာကြည့်ดูโน่นสิနော်ရှုခင်းတော့အရန်လှတာပဲဖြစ်ပါတယ်အားလုံးအေးချမ်းကြပါစေနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်အားလုံးပဲမင်္ဂလာပါ